တပိလဘောကရောတို့ဒါနရဲ့အကျိုးကြီးကြီးဖို့ဆိုတဲ့နေရာမှာဒါနဟာဘယ်လိုအကျိုးကြီးတယ်လို့ဒါနနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကြည်ကြဲပြန့်ပြန့်သိထားရင်သိထားနိုင်မလို့မကောင်းဘူးလားကောင်းတယ်ဒါကြောင့်ဦးဇင်းတို့ဒါနရဲ့အကျိုးကျေးဇူးတွေကိုပြောကြရတာဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့ဒါနရဲ့အကျိုးကျေးဇူးကိုပြောမယ်ဆိုတော့ဒါနနဲ့ပတ်သက်ပြီးတော့အင်မတန်ထိထိမိမိဒါနရဲ့အကျိုးကျေးဇူးတွေကိုဖော်ညွှန်းပြထားတဲ့ဂါထာလေးတစ်ခုရှိတယ်အဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ပြောခြင်းတယ်ဟုတ်လားဒီဂါထာလေးကလူတွေမှာအင်မတန်အရောက်များတယ်တချို့တော့နိဗ္ဗာန်ခေါ်တရားကြီးတွေတောင်ရွတ်ကြတယ်ဒါနံပေကတတောပနံဒါနံပါတိယမုဒ္ဓမံဒါနံဥရိကတမကံဒါနံမောက္ခဝရံဝရံကြားဦးတယ်မဟုတ်လားဒါနံပေကတတောပနံဒါနံပါတိယမုဒ္ဓမံဒါနံဥရိကတမကံဒါနံမောက္ခဝရံဝရံ၄ပါးရရှိတယ်ဒါနံကုသိုလ်ကောင်းမှုတွေမဟာတမျိုးအပါဝင်ဖြစ်တဲ့ဒါနကောင်းမှုတွေပေကတမယရဲ့တောပနံလေကားစောင်းတဲ့တပွဲဖြစ်ပါ၏ဒါနဆိုတာလက်ပြည်ရောက်ကြောင်းတရားပါတဲ့ဒါနံပေကတတောပနံဒါနံပါတိယမုဒ္ဓမံဒါနံဒါနကောင်းမှုတွေဥဒ္ဓမံမြတ်လာစွာသောပါတိယတန်တရားခရီးတွေတို့အတွက်မရှိမဖြစ်တဲ့ဒိဋ္ဌာတုတ်တပွဲဖြစ်ပါ၏တန်တရားဒီလိုခရီးမှာဆောင်လန်းနေကြတဲ့တရားဓမ္မတို့ဥရှင်တို့တန်တရားခရီးတွေအတွက်ဒါနကောင်းမှုတွေဘယ်တော့ခါမှမတိုးမပုတ်တဲ့မြင့်မြတ်တဲ့ဒိဋ္ဌာတုတ်တစ်မျိုးပါတဲ့ဒါနဥဇေကတမကံဒါနဒါနကောင်းမှုတွေဥဇေကတမကံနိဗ္ဗာန်ကိုရောက်စေတတ်တဲ့ဖြောင့်မတ်တဲ့လမ်းခရီးတစ်ခုဖြစ်ပါ၏ဒါနဆိုတာနိဗ္ဗာန်ရောက်ဖို့အတွက်အင်မတန်ဖြောင့်တဲ့ခရီးပါတဲ့ဒီတဲ့ဖြောင့်တဲ့ခရီးဆိုရင်တော့ကောက်တဲ့ခရီးတဲ့ကိုနီးလိမ့်မယ်နော်တချို့ကဒါနပြုရင်တန်တရားရှိတယ်လို့စံကြံဖန်ဖန်တွေးတော်ပြောဆိုကြတာတွေမရှိဘူးလားရှိတယ်ဟောဒီမှာဒါနကောင်းမှုဒီဥစုကတံမကံတဲ့ဖြောင့်တဲ့လမ်းလို့မြတ်စွာဘုရားတိတိကျကျဟောတာလေဖြောင့်တယ်ဆိုမှတော့တူတာပေါ့နော်ဒါနဥစုကတံမကံဒါနမောက္ခဝရံဝရံဒါနဒါနကောင်းမှုဒီမောက္ခဝရံမြတ်လာစွာသောနိဗ္ဗာန်တည်းဟောတဲ့လွတ်မြောက်ရာရဲ့တရားတရားဘုဒ္ဓပဲဖြစ်ပါ၏အင်မတန်မြင့်မြတ်တဲ့နိဗ္ဗာန်ရောက်ဖို့အတွက်တရားဘုဒ္ဓပဲဖြစ်တယ်တဲ့ဒါနဆိုတာဒီကထာလေးက၄မျိုးပြောတယ်နော်ဒါနဆိုတာနတ်ပြည်ရောက်ကြောင်းတရားဒါနဆိုတာတန်တရားခရီးတွေအတွက်အင်မတန်မြင့်မြတ်စင်ကြယ်တဲ့ရိက္ခာတုတ်ဒါနဆိုတာနိဗ္ဗာန်ရောက်ဖို့အတွက်လမ်းပြောက်တစ်ခုဒါနဆိုတာနိဗ္ဗာန်အတွက်တရားပေါက်တစ်ခုလို့မြတ်စွာဘုရားကအဲ့လိုဟောထားပါဒီနေရာမှာဒါနတိနိဗ္ဗာန်ရောက်ကြောင်းဒါနတိလက်ပြည်ရောက်ကြောင်းဆိုတဲ့ပထမစကားကလေးဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတကုရာမှာဒီတကယ်ရတော်မူတဲ့ရှင်မမောက္ကလံလူတိုင်းကြားဘူးတယ်နော်အဲ့ဒါအရှင်မြတ်ကြီးကတခါတည်းမှာလက်ပြည်ကိုကြွတယ်တခါတည်းမှာငရဲပြည်ကိုကြွတယ်တဲ့မှတ်တမ်းနေရှိတယ်ဘာလို့လက်ပြည်ကိုကြွတယ်လဲဆိုရင်လူသားတွေကိုပြန်လဲတရားဟောတဲ့နေရာမှာကိုယ်တွေ့တော်လေလက်ပြည်မှာဘယ်သူတွေတော့ကောင်းတာတွေလုပ်လို့ချမ်းသာတဲ့ဘဝကိုရကြတယ်လို့ကိုယ်တွေ့ပြောချင်တာဘယ်သူတွေတော့မကောင်းတာတွေလုပ်လို့ငရဲပြည်မှာရှိနေတယ်ဆိုတာကိုယ်တွေ့ပြောချင်တာဒါကြောင့်ကာရဝါကရှင်မမောက္ကလံကိုရမြတ်ကြီးနတ်ပြည်ကိုကြွပြီးတော့အေရန်ကြီးကျယ်တဲ့စည်းစိမ်နဲ့ပြည့်စုံတဲ့နတ်ဗိမာန်တစ်ခုကိုတူဝင်တယ်အဲ့လိုဝင်ပြီးတော့အဲ့ဒီနတ်သားကိုသင်္ဘာကောင်းမှုတွေလုပ်လို့ဒီလောက်ကြီးကျယ်တဲ့စည်းစိမ်ကိုရတယ်လို့မေးတဲ့မေးတော့အဲ့ဒီနတ်သားကမပြောပြရစီနဲ့ဒီတည်းမပြောပြရစီနဲ့သိလားဘာလို့မပြောချင်တာတော့ပြောပါဆိုတော့ကောင်းမှုတွေကတင်းလုပ်တယ်လို့ထင်ပါဆိုလို့မပြောချင်ဘူးတဲ့ပြောပါလို့အတင်းအကျပ်မေးတော့မှအရှင်ဘုရားတပည့်တော်ဘာမှတူခဲ့တာလည်းမရှိဘာမှတခြားကုသိုလ်ပြုတာလည်းမရှိစင်စစ်တော်ဘုရားတပည့်တော်ကမှန်တော်စကားပဲအမြဲတမ်းပြောတယ်မှားတာဆိုရင်ဘယ်တော့မှမပြောဘူးအဲ့ဒီစကားမှန်မှန်ပြောတာလေးတစ်ခုတည်းနဲ့ဒီလောက်ကြီးကျယ်တဲ့စည်းစိမ်ကိုရတာတဲ့စိတ်ဝင်စားတယ်တော့ကောင်းတယ်နော်အဲ့ဒါလေးရှင်းဆက်တော့ပြီးတော့နောက်တဲ့ကြီးကျယ်တဲ့စည်းစိမ်ရှိတဲ့နတ်သမီးတယောက်ကိုမေးပြန်တယ်
နေတော့အဲ့ဒီလက်သမီးကလည်းမပြောပြရစီနဲ့ပြောပါဆိုတော့ဘာပြောလဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ကအရင်ဘဝတုန်းကသိစင်ရလားသိစင်ရတော့ဖိကျင်နှိမ့်ခြင်းတဲ့လူတွေလည်းများတယ်အနိုင်ကျင့်တဲ့လူတွေလည်းများတယ်အထူးသဖြင့်တော့တပည့်တော်ရဲ့လင်ယောက်ျားကတော်တော်ဆိုးတယ်တဲ့အဲ့တော့ဒီလိုရဲ့ဘဝမှာစိတ်တူစရာစိတ်ဆင်းရဲစရာစိတ်ညစ်စရာတနည်းအားဖြင့်ဒေါသဖြစ်စရာတော်တော်များတယ်အကြောင်းတရားတွေကအဲ့ဒါတပည့်တော်ကစဉ်းစားကြည့်ရင်ဒေါသဖြစ်နေလို့ဒီမကောင်းတဲ့အရာတွေကကောင်းသွားမှာမဟုတ်ဘူးပို့ပြီးတော့ငါစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတာပဲကြောင်းထူးလိမ့်မယ်ဒါကြောင့်ဘာတွေပဲတွေ့ကြုံတာငါပြီးခံနိုင်ဖို့ကြိုးစားမယ်လို့စဉ်းစားပြီးတော့ဘယ်လိုအခြေအနေဇိုးတွေနဲ့ပဲတွေ့ပြီးတပည့်တော်နှလုံးစိတ်ဝမ်းကိုမထိခိုက်အောင်ပြီးခံတဲ့အလေးကျင့်ကိုကောင်းကောင်းပြုစုပြောထောင်ပါလေတဲ့ပြီးခံတယ်ပေါ့အမြတ်ထွက်ဘူးအမြတ်ထွက်เสียနဲ့တွေ့လို့အမြတ်မထွက်တာနော်တရားကြီးမှန်များအမြတ်ထွက်เสียနဲ့မတွေ့ဘဲနဲ့အမြတ်မထွက်ဘူးဆိုတာကတော့ထူးဆန်းတဲ့အည်သွေးရှိတယ်လို့ပြောလို့မရဘူးအမြတ်ထွက်เสียတွေ့ပါလေခင်နဲ့မတွေ့မှသာလေဒါကသူ့ရဲ့အည်သွေးဟာပေါ်လွင်တယ်မဟုတ်လားအဲ့ဒါသူ့ရဲ့ကုသိုလ်ကောင်းမှုကတရားဘာမှမရှိဘူးတဲ့အမြတ်တော်ကမထွက်အောင်စိတ်ကိုယ်ရဲ့အာယုံဆိုတာကတော့လူလောကကြီးမှာရှောင်လို့တိမ့်လို့မရနိုင်ပါဘူးတကယ်ကတော့အဲ့ဒီစိတ်တွေအာယုံနဲ့တွေ့လာတဲ့အခါမှာစိတ်မတူအောင်ထိန်းနိုင်အောင်အလေးအကျင့်များခဲ့တာလေ့ကျင့်ရတော့ရတယ်နော်အဲ့ဒီအလေးအကျင့်ကြောင့်ဘုရားကြီးတော်နတ်ပြည်ရောက်နေတာအဲ့ဒါနဲ့နောက်မေးတယ်နဲ့နောက်မေးတာတွေတော့အများကြီးပဲအဲ့ဒါဘာလို့ပြောလဲဆိုတော့ဟောဘုရားကြီးတော်ကမကလာတိလေးတစ်လုံးလှူခဲ့လို့နတ်ပြည်ရောက်တာဟောအဲ့ဒါကျတော့အသေးအမလေးတွေလှူတာကအကြီးအကျယ်ကြီးတွေမဟုတ်နော်တပည့်တော်ဘုရားမှာပန်းကုန်းကလေးလှူခဲ့တယ်အဲ့လိုတင်းသားတဲ့အတူကလေးတွေကြောင့်ကြီးကျယ်တဲ့စည်းစိမ်ကိုမြင်တော့လက်တွေ့ဆိုတော့လည်းပဲပို့ပြီးတော့ပေးတဲ့ပေါင်းတော်တော်တို့ရဲ့စိတ်ထဲမှာခံစားမှုထိခိုက်တာတော့ပိုရှိတာပေါ့နော်အဲ့ဒါနဲ့အရှင်မောဂလန်ကမြတ်စွာဘုရားကြီးရောက်တော့မေးတယ်မြတ်စွာဘုရားတဲ့မှန်သောစကားကိုဆိုတာမျှဖြင့်စိတ်မတူအောင်ထိန်းတာမျှဖြင့်အနည်းအကျဉ်းမျှပေးတာမျှဖြင့်လူတယောက်ဟာလက်ပြည်ကိုရောက်နိုင်တယ်ဆိုတာဖြစ်နိုင်မလားတဲ့အဲ့ဒါမြတ်စွာဘုရားကရှင်မောဂလန်ကိုจิตာတင်ကိုယ်တိုင်တွေ့ခဲ့ပြီးနေမှပဲဘာကြောင့်ငါ့ကိုမင်းနေရတာတော့တဲ့အဲ့ဒီမှာဂါထာလေးတို့ဟောတယ်အဲ့ဒါဓမ္မဝရမှာမှတ်တမ်းတင်ထားတာလေးရှိတယ်သစ္စာပနေနာကုံစီယသစ္စာအပ္ပံပိယာစီတောဧတိဟိတိဟိဌာနေဟိကိစေဒေဝနာတန္တိကိသစ္စာမံသောစကားကိုကနေပြောဆိုရ၏နာကုံစီယအမျက်တော်စရာတွေဘယ်လိုပဲတွေ့တော့လဲပဲကိုယ့်ရဲ့အမျက်တော်ကအပြင်ကိုမထွက်အောင်ထိနိုင်သိနိုင်ရ၏ယာစီတော်တောင်းခံလာသည်ရှိသောအပ္ပံပိယနေနေမြသောလည်းပဲတစ္ဆာပေကံရ၏ဣတိတိဟိထာနေဟိဤအကြောင်းတရားသုံးပါးတို့ကြောင့်ဒေဝနာနတ်တို့ရဲ့တန်တိကေထံသို့ကိစီရောက်ရ၏သုံးပါးဟောတာနော်လက်ပြည်ရောက်ကြောင်းတရားအဲ့ဒီမှာမှန်သေးလားကိုပြောဆိုရ၏အမျက်ထွက်เสียစိတ်တူเสียတွေ့တော့အမျက်မထွက်စိတ်မတူအောင်ထိန်းသိမ်းနိုင်ရ၏တောင်းလာလို့ရှိရင်နည်းနည်းလေးပဲဖြစ်ပေးလိုက်ပါတဲ့အဲ့ဒီအကြောင်းတရား၃ခုတည်းနတ်ပြည်လောကကိုရောက်ရှိတဲ့အကြောင်းတရားပါတဲ့ဒါကြောင့်ဒီလိုပြတဲ့ဘောတော်ကောင်းတို့ဒါနကောင်းမှုသည်ကြီးကြီးသေးသေးနတ်ပြည်လောက်တော့ပို့နိုင်တဲ့အစွမ်းရှိတယ်ဆိုတာအစတည်းဥမှတ်ရမယ်ဟုတ်ရဲ့လားဘဝဆိုတာတည်ဆုံးရအောင်မှာနော်ဒီတည်ဆုံးပြီးရင်ဘဝတစ်ခုခုတော့ရကြအောင်မှာနော်ဘဝရဲ့ပုံမှာတက်တာမမောတဲ့ဘဝတန်ရောစဉ်မကုန်သေးတဲ့မြတ်ဒီစုံတစ်ခုလုံးဘဝတော့ရနေအောင်မှာပဲအဲ့ဒါပေကရုံညံ့တဲ့ကံတွေအများကြီးပြုထားတယ်ဆိုရင်ရုံညံ့တဲ့ဘဝတွေရမှာပေါ့မြင့်မြတ်တဲ့ကံတွေပြုထားတာများတယ်ဆိုရင်တော့မြင့်မြတ်တဲ့ဘဝကိုရမှာပေါ့အခုပေးကမ်းတယ်ဆွံ့ပြေးတယ်ပြရတယ်ဆိုတာမြင့်မြတ်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မြင့်မြတ်တဲ့ဘဝကိုဖန်တီးပေးတာလို့သဘာဝကျကျနားလည်ဖို့မလိုဘူးလားလိုတယ်ဒါနောက်တစ်ချက်ပြောဦးမယ်ဒါနဒီနတ်ပြည်ရောက်ကြောင်းတရားမူရင်းတရားလေးကိုမိတ်မပြနဲ့နော်ဒါနံတက္ကသဒုပါဏံဒါနံပါတိယမုဒ္ဓမံဒါနံဒါနတိဥဒ္ဓမမြလစွာသောပါတိယတန်လျဒိဋ္ဌာဒုကြီးဖြစ်ပါ၏ဒါနဆိုတာရောက်ရဘဝရရခန္ဓာမှာကာမပစ္စယတတိအနေနဲ့တတ္တဝါကိုအစဉ်ပြေအောင်ချမ်းသာအောင်အမြဲတမ်းဖေးမှစောင့်ရှောက်နေမှာပဲဒါနရဲ့အစွမ်းပဲ
ဒီမှာတော့မြတ်စွာဘုရားကမသိမပုတ်တဲ့ညဉ့်မြတ်တဲ့ရိက္ခာတော်လို့ပြောတာဘဝတန်ရတဲ့လျှောက်ယူမြင်သွားနိုင်တဲ့အရည်အသွေးရှိတဲ့ပစ္စည်းဆိုတာကရှားတယ်ဗျတရားဓမ္မတို့ဥစဉ်တို့လောကမှာအခုမျက်မြင်တဝိထားနေတဲ့ပစ္စည်းတွေဆိုတာကတော့မသိခင်မှာပဲကိုယ်ပိုင်နေလို့ပြောရတာဖြတ်ဆိုသိတော့တာနဲ့ဒါကိုယ်ဟာလို့ဘယ်လိုမှပြောလို့မရတော့ဘူး။ဘာအာမခံချက်မှရှိတာမျိုးမဟုတ်ဘူး။ဟုတ်ရဲ့လား။ဒါနောက်ဆိုတာအဲ့လိုမဟုတ်ဘူး။ရောက်ရဘဝရရခန္ဓာခန္ဓာရဲ့အမျိုးမျိုးပြောင်းတော်လည်းပဲဒီအစွမ်းတတ္တိကတော့ရှိနေတာ။ဘုရားတော်မြတ်စွာဘုရားလက်ထက်ကသုမနာမင်းသမီးမြတ်စွာဘုရားကိုရှောက်လို့ဖြစ်ပေါ်လာတဲ့သုမနာသုတ်တံဆိုတာကဒီအချက်ကိုပြောเสียအလွန်ကောင်းတာပေါ့။ဒါနဆိုတာရောက်ရဘဝရရခန္ဓာမှာဧဝတချမ်းသာစီတဲ့သောတတိရှိတယ်ဆိုတာတနည်းအားဖြင့်ဒါနကောင်းမှုပါတာနဲ့ဒါနကောင်းမှုမပါတာအင်မတန်ထူးခြားတယ်ဆိုတဲ့အချက်ပေါ့ဘုရင်တို့ကောသလမင်းကြီးမှာသမီးတော်တယောက်ရှိတယ်နာမည်ကသုမနာတဲ့သုမနာဆိုတာမြက်လေးပါးလို့အဓိပ္ပာယ်ရတယ်သူကရှေးစုတောင်းနဲ့လာခဲ့တာပါအဲ့ဒါမွေးဖွားလာတော့နန်းတော်မှာမြက်လေးမိုးတွေရွာချတယ်လို့ဆိုတယ်ဒါတော်စမ်းကြယ်တဲ့ကိစ္စပေါ့လေအဲ့ဒါနဲ့မင်းကြီးကငါသမီးကသူ့နာမည်သူယူလာတာပဲဆိုပြီးတော့သုမနာလို့နာမည်မှဲ့တယ်ဒီလောက်ဘုံကြံကြည့်တဲ့သမီးဟာတယောက်တည်းလာတာတော့မဖြစ်နိုင်ဘူးသူ့မှာအပေါင်းပေါ်တွေရှိလိမ့်မယ်ဆိုပြီးတော့သာဝတိမြို့တဲကိုအဲ့ဒီနေ့မှာမွေးတဲ့အမျိုးသမီးလေးတွေကိုလိုက်ရှာတာ900လောက်တောင်ရတယ်လို့ဆိုတယ်အဲ့ဒါနဲ့မင်းကြီးကချစ်မြတ်လို့အဲ့ဒီပရိသမီးလေး900ကိုနန်းတော်ခေါ်ပြီးတော့တိတိမသမီးတွေပေါ့လေသူသမီးနဲ့အတူတူမွေးလာအဲ့ဒါအထင်းတော်တွေကိုစီပေးပြီးတော့ကိုမွေးထားတာအဲ့ဒါ9နှစ်10နှစ်သမီးလေးရောက်တော့အဲ့ဒီမင်းသမီး900ကိုလည်းယထာတယောက်တစ်စီးပေးထားတာအခုခေတ်ဆိုရင်တော့ကားတယောက်တစ်စီးပေးထားတယ်လို့နေမှာပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားလက်ထက်ကတယောက်ရင်ရင်900ဒီအချမ်းရန်ရှိတဲ့အမျိုးသမီး3ယောက်ရှိတယ်ဒေဝိဒါရမင်းကြီးရဲ့သမီးစုံဒီဆိုတဲ့မင်းသမီးရဲ့ဝိတာခာကျောင်းအမကြီးရဲ့အခုပြောခဲ့သုဘနာမင်းသမီးရဲ့အဲ့ဒါမြတ်စွာဘုရားကိုအနာရဝိတ္တိကသာဝတိမြို့မှာဇေတဝန်ကျောင်းကြီးဆောက်ပြီးတော့တူရန်တော့မြတ်စွာဘုရားကိုကျိုးဖို့အတွက်ဆိုပြီးတော့ကောသလမင်းကြီးတွေကိုဒီသမီးတော်လေးအမှုပြုတဲ့မင်းသမီး900ကိုကျိုးရေးအဖွဲ့တွေကိုထည့်ပေးဖို့အဲ့ဒီမှာမင်းကြီးကလည်းကြီးပြီးလို့ခွင့်ပြုတယ်အဲ့အများကြီးပါပဲသွားပြီးတော့ကြိုကြတာလူ2000ကျော်လောက်အဲ့ဒီမှာမြတ်စွာဘုရားနဲ့တွေ့တော့မြတ်စွာဘုရားကမတည့်ရရင်းနဲ့လည်းတရားဟောတာအဲ့ဒီတရားနာပြီးတော့အဲ့ဒီအမျိုးသမီးတွေအပါအဝင်လူပေါင်း2000ကျော်လောက်သောတာပတိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်အဲ့ဒါသုမနာမင်းသမီးတွေကအဲ့ဒီအချိန်ကသောတာပန်ဖြစ်တာအဲ့ဒါအဲ့ဒီလိုနဲ့သူကတရားတဏ္ဍာရဲ့ပေါ်မှာအင်မတန်မြင်လို့တဲ့စိတ်နဲ့တပြေးပြေးနဲ့ကြီးလာတော့နောက်တော့သူစမ်းတာကဘာဖြစ်လာလဲဆိုတော့အဲ့ဒီကောသလမင်းကြီးမှာသားတော်လေးတယောက်မွေးတယ်တိုက်ဆိုင်နဲ့အထင်းတော်မကြီးမှာလည်းသားတော်လေးတယောက်မွေးတယ်အဲ့ဒါလာကားအရွယ်လေးတွေမှာပခက်တင်ပေါ့လေနာမည်မှဲ့မယ်ဆိုပြီးတော့မင်္ဂလာဝဲကြီးလုပ်မယ်အတူဝဲကြီးလုပ်မယ်ဆိုပြင်းစင်ထားအဲ့ဒါသုမနာမင်းသမီးကငါပေါင်းလေးဘယ်လိုနေလဲမသိဘူးဆိုပြီးတော့ပြီးလေးပြင်ဆင်ထားတဲ့ပိတ်ထားတဲ့ပခက်ထားတဲ့အခန်းလေးကိုဝင်သွားတာအဲ့ဒီအချိန်မှာပဲထူးဆန်းလုံးလို့သူ့ရဲ့ခြေထောက်တွေကအခန်းထဲထိမရောက်ဘူးတကားပေါက်နာတင်တွေးကြီးရက်မိသွားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလာကားကလေးနှစ်ယောက်ကစကားပြောနေလို့ပဲတဲ့လောကကြီးမှာအင်တာဆန်းကျတဲ့ကိစ္စတွေကဖြစ်တတ်တယ်နော်တခါတည်းရမှာအဲ့ဒီကလေးနှစ်ယောက်ကထူးခြားတဲ့အတိအကြောင်းရှိတယ်ဒီဘိညာသားကလေးကသူကယရဏပကထဲမှာအိတ်နေရင်းနဲ့သူ့ရဲ့အပေါ်ကမိုးထားတဲ့ကြီးမျိုးကိုကြည့်ပြီးတော့နောက်ဘဝကိုသူကအမှတ်ရတဲ့ဇာတိပဒဉာဏ်ဆိုတာဖြစ်တဲ့အဲ့ဒါကတ္တဗမြတ်စွာဘုရားတက်ကသူကယဟန်တစ်ပါးပဲအဲ့ဒါစွန့်ခံပြီးတော့သံဃာတော်တွေကိုအမြဲတမ်းလှူဒန်းခဲ့တဲ့ဝိတ္တခုကိုသူကအမြဲပြုတာသူ့မှာအင်မတန်ချစ်ခင်ရင်းနှီးတဲ့တငယ်ချင်းတစ်ပါးလည်းရှိတယ်အဲ့ဒီတငယ်ချင်းကိုတငယ်ချင်းတို့ဒီဘဝရဲ့ယဟန္တာဖြစ်မယ်လို့ဘယ်လို့မှမပြောနိုင်ဘူးဒါကြောင့်တန်လျာခရီးသွားတဲ့နေရာမှာအာဟုအာရတစ်ခုအနေနဲ့ဒါနကောင်းမှုကိုလည်းပြုတဲ့နေတို့တော့သူများကြီးကအတုခံပြီးတော့စားနေရတာဘယ်လိုလုပ်ဒါနကောင်းမှုပြုနိုင်မလဲကိုတစ်ပါးကဝါသနာမပါဘူးဒါနကိုအဲ့လိုနဲ့တစ်ပါးကဒါနကိုဝါသနာပါတယ်တစ်ပါးကဒါနကောင်းမှုပြုတာကိုစိတ်မဝင်စားဘူးအဲ့ဒီလိုနည်းနဲ့အဲ့ဒီယဟန်တစ်ပါးဗာမဲ့ဘာဖို့မှမရဘဲနဲ့သုတိလေးကြပြီးတော့နှစ်ယောက်စလုံးတတ္တာတိလပညာဆိုတဲ့သူတော်ကောင်းတရားရှိတဲ့အတွက်ကြောင့်နတ်ဖြစ်ကြတယ်
နတ်ဖြစ်တာတူတယ်နော်အဲ့ဒီနတ်ပြည်ကနေရှုတည်ပြီးတော့အခုဒါနကောင်းမှုပြုတဲ့ကလေးကဘုရင်ရဲ့တန်လာဖြစ်တယ်ဒါနကောင်းမှုမပြုခဲ့တဲ့ယဟန်တော်ကအဒိဋ္ဌောရဲ့တန်လာဖြစ်တယ်ရှိခင်ရင်းနှီးမှုဆိုတဲ့တန်ရုံးတင်ကျိုးတွေရစ်ပတ်နှောက်ဖွဲ့ခဲ့တော့ဒီမှာတော့မကွဲဘူးပေါ့မကွာဘူးပေါ့ရှိနေတယ်အဲ့ဒီဘုရင်သားလေးကဓာတိတ္တရဉာဏ်ရပြီးတော့ဘောဟာတကယ်ချင်းဘယ်ရောက်နေလဲလို့ကြည့်တော့မလန့်မကမ်းမှာအဝိကျမ်းကလေးထဲမှာအိတ်နေတယ်အဒိဋ္ဌောရဲ့သားဖြစ်တဲ့တကယ်ချင်းကိုမြင်တယ်မြင်တော့မှသူကလှမ်းစကားပြောတာတဲ့တကယ်ချင်းငါပြောတာပဲတန်တရားဆိုတာခံမှန်းလို့မရနိုင်ဘူးဒါကြောင့်အာဟုအာဒရိခါတစ်ခုအနေနဲ့ဒါနကောင်းမှုပြုပါလို့ငါပြောပါလေခင်နဲ့မင်းငါစကားနားထောင်လို့အခုဆင်းရဲပြီအဲ့ဒီလိုပညာရှိခဲ့တဲ့ပုဂ္ဂိုလ်တွေသီလရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဆိုတော့အဆင့်ကလည်းရှိခဲ့တော့သိတော့မခံဘူးသိလားအောက်ကကိုယ်တော်ကလည်းပဲသိလားဘာပြန်ပြောလဲဆိုတော့မင်းအိတ်နေတဲ့အဲ့ဒီယရနာပကက်ဆိုတာလေပထဝီအာဘောတေဇောဝါယောနဲ့တိဆောက်ထားတာပါတဲ့ငါရဲ့အောက်မှာရှိတဲ့ဖြင်းဉဏ်ပစိုးပိုင်းလေးကလည်းပထဝီအာဘောတေဇောနဲ့တိဆောက်ထားတာပါဘာမှမထူးပါဘူးတဲ့အပေါ်ရသမုဒိမျိုးလုံးနဲ့ကြည့်မယ်ဆိုရင်တော့ထူးတယ်ပေါ့ဟုတ်လားပရမတ္ထမျိုးလုံးနဲ့ကြည့်မယ်ဆိုရင်တော့မင်းရဲ့ယရနာပကက်ကြီးလည်းပထဝီအာဘောတေဇောဟုတ်လားငါရဲ့အောက်မှာရှိတဲ့ဝါပုပ္ပိကလေးကလည်းပထဝီအာဘောတေဇောဘာမှမထူးပါဘူးပြောတယ်ပြည့်တဲ့ထူးလားမထူးပါဘူးယရနာပကက်နဲ့ဝါပုပ္ပိနဲ့ဝါပုပ္ပိနဲ့မထူးဘူးပေါ့မထူးလားထူးလားအဖြေခဲတော့ဘုန်းကြီးကမေးနေတယ်ဟုတ်လားထူးတာတော့ဗျတိုင်မထူးသိရအောင်ယရနာပကက်နဲ့ဝါပုပ္ပိဘယ်ဟာယူမလဲလို့မေးရင်သူပြောပဲယရနာပကက်ယူမှာပေါ့ဟုတ်လားတရားရာမှာပရမတ္ထမျက်စိနဲ့ဒီကြည့်နေလို့ဖြစ်မလားမဖြစ်ဘူးဟုတ်ရလားဒါပဲလည်းပဲပရမတ္ထအမြင်ကတော့ဟုတ်တာပေါ့မထူးဘူးပေါ့နော်တို့တော့လောကအမြင်ရတန်ဖိုးအနေရပြောမယ်ဆိုရင်မထူးဘူးလားထူးတာပေါ့ထားပါတော့အဲ့လိုပြောဆိုနေကြတဲ့အတန်ကိုမင်းသမီးကကြားတော့မှဒါထူးဆန်းတယ်ဘုရင်ကြီးကိုပြောရင်ကတော့အစိမ့်တရေတွေညံပူးလေလားဘလူးလေးတွေညံဖြစ်လေလားဆိုပြီးတက်ပြင်းရင်ဒုက္ခအဲ့ဒါနဲ့သုမရမင်းသမီးကမြတ်စွာဘုရားအလုံးကိုသိတော်မူမြင်တော်မူတယ်ဒါကြောင့်မြတ်စွာဘုရားကိုရှောက်မယ်ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားကြီးရောက်လာတာရောက်လာပြီးတော့ဘာလျှောက်လဲဆိုတော့အခုပြောလို့ရင်စကားကအဲ့ဒါပဲဘာလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့တရားတိလပညာရှိကြတာချင်းတူတဲ့လူနှစ်ယောက်တရားတရားရှိတာချင်းတူတယ်သီလရှိတာချင်းတူတယ်ပညာရှိတာချင်းတူတယ်အဲ့လိုကောင်းမြတ်တဲ့တရားတွေရှိတဲ့အတွက်ကြောင့်သိတဲ့အခါမှာနတ်ဖြစ်ကြပြီဆိုကြပါစို့တဲ့ဒါပေမဲ့အဲ့ဒီတရားတိလပညာတူပြီမယ်လို့တယောက်သောပုဂ္ဂိုလ်ကဒါနကောင်းမှုရှိတယ်တယောက်သောပုဂ္ဂိုလ်ကဒါနကောင်းမှုမရှိဘူးတရားတိလပညာရှိတာချင်းတူတယ်ဒါနရှိမရှိတာမတူတာပေါ့ဟုတ်လားအဲ့ဒီလူနှစ်ယောက်ပြေလို့နတ်ဖြစ်ကြပြီဆိုတော့အဲ့ဒီနတ်နှစ်ယောက်ဟာနတ်ချင်းတူနိုင်မလားဗျာတဲ့ဒါလေးမေးလားအဲ့တော့မြတ်စွာဘုရားကအတူတူပဲပြောတယ်မတူဘူးတဲ့သိတဲ့ရင်မတူဘူးလို့ပြောတယ်နော်မတူဘူးတဲ့ဘာမတူလဲဆိုတော့နတ်မှာဖြစ်တဲ့အသက်နတ်မှာဖြစ်တဲ့အစင်းနတ်မှာဖြစ်တဲ့ချမ်းသာနတ်မှာဖြစ်တဲ့အကျော်စောနတ်မှာဖြစ်တဲ့အစိုးရခြင်းဒီ၅ပါးမှာဒါနပါသောနတ်ဒီဒါနမပါသောနတ်တဲ့ပါတယ်တဲ့တန်လျာမှာရိခါတုပဲဆိုတာလေးကိုပေါ်လွင်အောင်ပြောနေတာနော်အေးအဲ့ဒီမှာသုမနာမင်းသမီးကဉာဏ်ကြီးတော့ဆက်ပြီးတော့မေးတယ်အရှင်ဘုရားတဲ့အဲ့ဒီဒါနပါတဲ့နတ်နဲ့ဒါနမပါတဲ့နတ်လူဖြစ်ကြပြီဆိုတော့ရောတူသွားနိုင်မလားတဲ့ဘယ်တူရမလဲတဲ့မြတ်စွာဘုရားကလူဖြစ်ပြီဆိုတော့လည်းပဲဒါနပါတဲ့လူနဲ့ဒါနမပါတဲ့လူဘယ်လိုမှမတူနိုင်ဘူးဒါနပါတဲ့လူကဒါနမပါတဲ့လူတဲ့လူမှာဖြစ်သောအသက်လူမှာဖြစ်သောအဆင်းလူမှာဖြစ်သောချမ်းသာလူမှာဖြစ်သောကြော်ကြားမှုလူမှာဖြစ်သောအစိုးရခြင်းတခုချင်းဥဒ္ဒလို့အသေးလေးမပြောဘူးနော်လူတွေအမြဲမမောစရာကောင်းတဲ့အရာ၅ခုပေါ့ဟုတ်လားအသက်ရဲ့အဆင်းရဲ့ချမ်းသာရဲ့ကြော်စိုးခြင်းရဲ့အစိုးရခြင်းရဲ့ဒီ၅ခုမှာဒါနပါတဲ့လူကဒါနမပါတဲ့လူတဲ့ပါလေတဲ့ဒါကြောင့်ဗမာတွေစကားပုံတစ်ခုပြောထားတာရှိတယ်လေလန်ထားလာတာကမြင်ရမယ်ကန်ထားလာတာမြင်ရဘူးတဲ့ဟုတ်ရဲ့လားဒါကြောင့်ဒီလူတယောက်ရှိတော့ကဘာလို့ဖြစ်တယ်လဲဆိုတာဟာဒီလူအခုဘာဖြစ်နေတယ်လဲဆိုတာကိုကြည့်ပြီးတော့အကျဉ်းများဖြစ်တော့ခံမလို့မရဘူးလားရတယ်အကျိုးတရားကိုကြည့်ပြီးတော့အကြောင်းကိုခံမတဲ့နေ့အကြောင်းတရားပြုနေတာတွေကိုကြည့်ပြီးတော့ဘာတွေတော့ဖြစ်မှာပဲလို့အကျိုးတရားကိုခံမတဲ့နေ့
သိနိုင်တာတွေအများကြီးမရှိဘူးလားရှိရပါဗျာလူဖြစ်တော်လည်းပဲမတူပါဘူးတဲ့လူချင်းတူရမလို့အဖြစ်ချင်းမတူဘူးဆိုတာဒီလောကကြီးကိုပညာမျက်စိကြည်ရနဲ့ကြည့်မယ်ဆိုရင်မသိနိုင်ဘူးလားဗျာသိနိုင်တာပေါ့ဗျာဟုတ်ရဲ့လားအဲ့ဒီမှာမင်းသမီးကစက်မိပြန်တယ်အဲ့ဒီဒါနပါတဲ့လူနဲ့ဒါနမပါတဲ့လူသိပြီးတော့သိပြီးတော့မဟုတ်ဘူးဟုတ်လားဒါနပါတဲ့လူနဲ့ဒါနမပါတဲ့လူယဟန်ပြုကြပြီဆိုလို့ရှိရင်အဲ့ဒီယဟန်နှစ်ပါးတူနိုင်မလားတဲ့သူစိတ်ထဲမှာတော့ယဟန်ပြုလိုက်ပြီဆိုရင်တော့နည်းနည်းတူသွားမယ်လို့ထင်နေကြလားမသိဘူးပေါ့အဲ့တော့မြတ်စွာဘုရားကဒါလည်းမတူဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒါနပါတဲ့ယဟန်ကဒါနမပါတဲ့ယဟန်နဲ့အများကြီးတာတယ်ဘယ်လိုနေရာဒီမှာတာတာလို့ဆိုတော့ညာတော်အဖြစ်ဒါနပါတဲ့ယဟန်ကစွမ်းစားပြီဆိုရင်လည်းတရားဓမ္မတွေကအရှင်ဘုရားတပည့်တော်လူထားတဲ့ဆွမ်းကလေးကိုစားပါဗျာတပည့်တော်ချက်ထားတဲ့ဟင်းကလေးကိုဆွမ်းပါစားပါဗျာဆိုပြီးတော့တောင်းပန်ခံရပြီးတော့မှပဲစားရတာများတယ်တဲ့သင်္ကန်းဆိုရင်လည်းတပည့်တော်သင်္ကန်းလေးကိုဝတ်ပါဗျာသူတို့လူထားတဲ့သင်္ကန်းကိုမဝတ်ရင်စိတ်ဆိုးတော့မလူမျိုးပေါ့ဒီအဲ့လိုအတောင်းပန်ခံရပြီးတော့မှပဲများတော့ဖြင့်ဝတ်ရတယ်ကျောင်းဆိုရင်လည်းတပည့်တော်ဆောက်တဲ့ကျောင်းလေးကိုနေပါဗျာအဲ့ဒါလိုတရားဓမ္မတို့ရဲ့တောင်းပန်လျှောက်ထားခြင်းကိုခံရပြီးတော့မှပစ္စည်းလေးပါးကိုတောင်းဆောင်ရတာအများကြီးတဲ့ဒါနမပါတဲ့ယဟန်ကြတော့အဲ့လိုမဟုတ်ဘူးရှားရှားပါပါမပြည့်မစုံနေဖြစ်ရုံမျှပဲဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ယဟန်ဖြစ်တာတောင်မှဒါနပါခြင်းနဲ့မပါခြင်းဟာတူနိုင်ကြလားမတူနိုင်ဘူးအဲ့ဒီမှာမင်းသမီးကမြင်ကြည့်တော့စက်မိပြန်တယ်အဲ့ဒီယဟန်နှစ်ပါးယဟန်တရားကိုကြိုးစားအထောက်ကြလို့တကယ်လို့ယဟန္တာဖြစ်ပြီဆိုရင်တော့အဲ့ဒီယဟန္တာအရှင်မြတ်တွေမျက်မှောက်ပြုရတဲ့ဝိမု ക്തി ဒုက္ခလို့ဆိုတဲ့ချမ်းသာရသွားတဲ့နေရာမှာတော့တူကြလားမတူကြလားတဲ့ယဟန္တာဖြစ်ရင်ဟောတူနိုင်ကြလားတူနိုင်ကြလားပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါတော့ဘာမှအထူးမရှိတော့ဘူးတဲ့ဒီလိုအဲ့ဒီကျမှတူသွားတယ်သိရလားဒါကြောင့်ဒါနာကောင်းမှုပါခြင်းနဲ့ဒါနာကောင်းမှုမပါခြင်းတန်လျာမှာပါချမ်းမှုအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်ဒီတော့ဘာတော်ကောင်းတို့ဒါနရဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်မလားမကုန်နိုင်ဘူးအဲ့ဒါကဦးဇင်းတို့လောကီပိုင်းဆိုင်ရာပေါ့နတ်ပြည်ရောက်ကြောင်းတရားဖြစ်တယ်တန်လျာတိရှောက်ရအောင်တဲ့ပုဂ္ဂိုလ်တွေအတွက်အမြဲတမ်းမုံမြတ်တဲ့ရိခါတုတ်တပွဲဖြစ်တယ်ဟုတ်ရဲ့လားနောက်ပြီးတော့ဒီကဒါလေးမှာဗာဆက်ပြောထားလဲဆိုတော့ဒါနံဥစုကတံမေကံဒါနမောက္ခမတံဝဒံတဲ့ဒါလေးလည်းမမေ့နဲ့နော်ဒါနဆိုတာနိဗ္ဗာန်အတွက်ခရီးပြောက်ဟုတ်လားနောက်ပြီးတော့ဒါနဆိုတာနိဗ္ဗာန်အတွက်တကားပေါက်ကိုဟောတာဟုတ်လားဒီနိဗ္ဗာန်ရောက်ဖို့အတွက်အများကြီးတောင်းပေးနိုင်တယ်ဆိုတော့အတိတ်ကိုဘောများဟုတ်ရဲ့လားဒါနကောင်းမှုပြုလို့တန်တရားရှိတယ်ဆိုတာကဒီဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့နောက်ကတဏှာလောဘကနောက်ဆွေကလိုက်ပြီးတော့ဒီကုသိုလ်ကြောင့်ဘာဖြစ်ပြရစီညာဖြစ်ပြရစီဆိုရင်တော့တန်တရားကရှိတတ်တဲ့သဘောတော့ရှိတယ်သို့တော့ကိုယ်ကဉာဏ်ပညာဥသိပြီးတော့ဒီကောင်းမှုဒီနိဗ္ဗာန်ကိုအကျိုးကျေးဇူးပြုပါလိမ့်မြန်မြန်ထောက်ပံ့ပြုပါလိမ့်ဆိုရင်တော့နိဗ္ဗာန်ကိုမြန်မြန်ရတဲ့အကြောင်းရှိတယ်။ဘုရားတော်ရေဘုဒ္ဓပါဠိတော်မှာဘာဝနာစိတ်တွေရင့်ကျက်အောင်ကြည်လင်အောင်ဆိုတဲ့စိတ်ကူးနဲ့ဘာဝနာကိုအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ဒါနကောင်းမှုကိုပြုရင်အဲ့ဒီဒါနကောင်းမှုဒီအလွန်မွန်မြတ်တယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်။ဟုတ်ရဲ့လား။အဲ့တော့ပြောနေတာကဒါနကောင်းမှုဒီနိဗ္ဗာန်ရောက်ဖို့အတွက်အင်မတန်ပြင်းထန်တဲ့တောင်းအားတရဖြစ်တယ်ဆိုတာလည်းပဲနားလည်ထားဖို့မလိုဘူးလားလိုတယ်ဘုရားတို့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်ကပြည့်ပြည့်လေးတစ်ခုအသေးစိတ်လေးတော့မပြောတော့ဘူးဗျာဟုတ်လားတိတ်္တဆိုတဲ့ယဟန်တစ်ပါးရှိတယ်အဲ့ဒါဘုရားသာသနာမှာယုံကြည်မှုနဲ့ဝင်လာပြီးတော့မြင့်မြတ်စင်ကြယ်တဲ့အကျင့်ကိုတကယ်ကိုပဲဆွမ်းဆွမ်းတပံကျင့်တယ်အဲ့လိုကျင့်သုံးပြီးတော့သာသနာပေါ်မှာပြုံပြုံမှုပြီးနဲ့နေနေတော့မှာပဲဘာဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ပေါ်မှာအပူသေးသေးလေးတွေထွက်လာတယ်။ဘယ်လောက်စိတ်ကလေးလောက်ပေါ့။အဲ့ဒါတွေကတကြီးကြီးနဲ့ကြီးလာတယ်။ကလေးပဲချမ်းလောက်နောက်ဇီးကြီးလောက်ဟာနောက်ကုန်းနေကွန်လီလုံးလောက်နောက်ကျတော့အုပ်ရှိတီလောက်အောင်ရှိလာတယ်တဲ့။အဲ့ဒီဘုတွေကအကြီးကြီးတွေထွက်လာတာ။ထွက်လာပြီးတော့အဲ့ဒါတွေကပေါက်ကွဲပြီးတော့တခါတည်းပြည်စုစုသွေးလို့တစုစုနဲ့နောက်ဆုံးတော့ဘယ်သူမှကိုပြုစုကိုမတက်နိုင်တော့တဲ့အနေအထားသင်္ကန်းတွေကလည်းအကုန်လုံးကဲ့ရက်ပြီးတော့သေလည်းမသေနိုင်ဘူးအဲ့လိုကြီးဒုက္ခကိုအကြီးအကျယ်ဖြစ်တာလူတိုင်းခန္ဓာရတာပဲဒါပေမဲ့လူတိုင်းယောဂရတာချင်းတူသလားဒီယုတ်ခန္ဓာကြီးနဲ့နေနေကြတာပဲတချို့ကကျဉ်းကျဉ်းမာမာသေတာသေသွားတယ်ဘာမှသိပြီးတော့လိမ့်လိမ့်လေလေဖြစ်လိုက်တယ်လို့အခါရခက်တယ်လို့
မရှိလိုက်ဘူးတချို့ကြတော့လည်းနေစဉ်လုံးဟုတ်လားနေစဉ်ကာလတစ်လျှောက်လုံးမှာအင်္ဂလိပ်စင်းစင်းရဲယောဂနဲ့တစ်ပတ်လုံးပြီးတော့နေသွားခြင်းရတာအဲ့ဒါဒီဟန်မှာဘာလို့အဲ့လိုဖြစ်တယ်လဲဆိုတော့တခုလုံးဝတော့ကသူကငှက်လို့ဆိုတယောက်ဖြစ်တယ်အဲ့ဒါငှက်တွေကိုအရှင်ပန်းပြီးတော့လောင်းရတဲ့လူရှိတော့မှအဲ့ဒါသူကတခါတည်းတက်ပြီးတော့ပြေးတာတချို့ငှက်တွေကိုကြတော့တုတ်သွားမှဆိုလို့အတောင်ပန်းတွေကိုလိန်ချိုးထားတယ်ခြေထောက်တွေကိုရိုက်ချိုးထားတယ်သူငါးတွေပါတွေကိုအရှင်ရောက်ပြီးတော့ဝယ်တဲ့လူတွေ့တော့မှခေါင်းထုတာမျိုးဖြစ်မှာပေါ့ဟုတ်ရဲ့လားဒါကဝယ်တဲ့လူကလည်းတတိထားเสียရပါပဲကိုယ့်ရဲ့ပြောကမကင်းဘူးဆိုတာကိုတော့သဘောပေါက်ဖို့လုပ်တယ်စာလုပီလူပြောကြတာတည်းအဲ့ဒီနေရာမှာအရှင်ကြီးဝယ်ရတာကိုယ်စိတ်ထဲမှာနှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုရှိမရှိဆိုတာကိုအရင်စီစစ်တဲ့နောက်တစ်ခါကြီးမှတတိထားပြန်နော်အထူးသဖြင့်တရားကြီးပေါ့အဲ့လိုငှက်မှုဆိုဘဝနဲ့မိမိရဲ့ခန္ဓာဝန်မိသားစုရဲ့ခန္ဓာဝန်ကိုထိန်းချောင်းခဲ့ရတာပေါ့လေလူဆိုတာဖြစ်လာမှတော့ဝင်ဆိုတာထားရတာပဲပြဿနာဆိုတာရှင်းရတာပဲတချို့သောပုဂ္ဂိုလ်တွေရဲ့ပြဿနာရှင်းနည်းကပြဿနာကိုတိုးရှုပ်သွားစေတဲ့ရှင်းနည်းမျိုးတွေဖြစ်တယ်ဟိုအဲ့ဒီပုဂ္ဂိုလ်ရဲ့ပြဿနာရှင်းနည်းကပြဿနာကိုတိုးရှုပ်ထွေးနေတဲ့သဘောရှိတယ်ဒီအတွက်ကြောင့်ခန္ဓာဝန်ကိုရှင်းတဲ့နေရာမှာအဲ့ဒီနည်းနဲ့ရှင်းတဲ့အတွက်ကြောင့်ပြီးတော့အဲ့ဒါငရဲကိုသူအကြာကြီးကြတယ်အဲ့ဒါငရဲကလွတ်လာတော့မှအဲ့ဒါမြတ်စွာဘုရားလက်ထက်မှာအဲ့ဒီယဟန်လေးလာဖြစ်တယ်ပေါ့အဲ့ဒီလိုအနာရောဂါကြီးနှိမ့်ဆက်ပြီးတော့နေတော့မြတ်စွာဘုရားနားပေါက်ကြပြီးတော့မြတ်စွာဘုရားပြုစုအဲ့ဒီမှာမြတ်စွာဘုရားကပြုစုရင်းနဲ့ဒီခန္ဓာကိုယ်ကြီးဟာဝိညာဉ်ကင်းလို့သိဆုံးခြင်းကိုရောက်ပြီဆိုလို့ရှိရင်ထင်းလုံးများတစ်ပွဲမပြောလုံးများတစ်ပွဲဘာမှအသုံးမကျဘူးဆိုပြီးတော့ခန္ဓာရဲ့အပြစ်ကိုမြင်အောင်ပေါ့လေဦးဇင်းတို့ဓမ္မပဒမှာကာထာလေးတစ်ခုရှိတယ်အဲ့ဒီယဟန်ကိုအကြောင်းပြုပြီးတော့ဟောတာအဲ့ဒီကာထာလေးကိုလည်းနားပြီးအောင်အဲ့ဒီဒီလိုလုံးပုတ်နေတဲ့တိတ်တမတိပုတိကတ္တမတိတဲ့နော်အဲ့ယဟန်ကဖြစ်တယ်ဗျာအဲ့တော့အောင်ဝဲကြရပဲသိလားအဲ့ဒါပြောနေတာကအဲ့ဒါပဲအဲ့ဒီယဟန်ကဖြစ်တယ်ဆိုတဲ့ကိစ္စမှာဘယ်ရာကအကြောင်းထောက်ပံ့ပေးနေတယ်လဲဆိုလို့ရှိရင်အဲ့ဒီနှုတ်မှုဆိုဘဝကပြုခဲ့တဲ့ဒါနကောင်းမှုတစ်ခုကအထောက်ပံ့ပေးနေတယ်တဲ့တန်တရားဆိုတာသိစမ်းကြည့်တဲ့သဘောရှိတယ်အဲ့ဒီဘဝထဲမှာသူကယဟန္တာအရှင်မြတ်တစ်ပါးကိုဒီငှက်သားတွေနဲ့အင်မတန်ကောင်းတဲ့စွမ်းဟင်းကိုချက်ပြီးတော့သူကတပိတ်အပြည့်လောင်းလို့တာလောင်းလို့ပြီးတော့သူ့ရဲ့စိတ်ထဲမှာလည်းဆန္ဒကလည်းတော်တော်ပြင်းတယ်ဘာဆန္ဒလဲဆိုတော့အရှင်ဘုရားတို့သိတဲ့တရားကိုသိပြရစီဆိုတဲ့စုကလေးတစ်ခုကိုပဲတောင်းတယ်ကျွန်တော်ဘာမှမတောင်းဘူးဒီစိတ်ဆန္ဒလေးကိုအကဲခတ်တော်ဖြင့်ဒီလို့ဆိုသည့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်လို့ဆိုဖြစ်နေရတယ်လို့အသိဉာဏ်တော့မသေးလာဘူးလို့ခံမှန်းလို့မရဘူးလားရတာပေါ့ဒါကိုစိတ်ပြတဲ့စိတ်လည်းရှိကောင်းရှိနေတယ်ငါကဒီအပြီးဒီအဉာဏ်လေးဟောသူတို့ဘဝများအေးချမ်းလိုက်တာသူတို့ကောင်းကိုမြင်ပြီးတော့ပေါ့ဟုတ်လားဒီလောက်အေးချမ်းတဲ့ဒီလောက်မြင့်မြတ်တဲ့စင်ကြယ်တဲ့အဖြစ်မျိုးကိုငါရောက်ရင်ဘလောက်ကောင်းမလဲမှန်းဆမိမှာပေါ့ဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုကလေးပြုပြီးတော့အဲဒီဒါနကောင်းမှုကြောင့်ဘုရားတပည့်တော်အရှင်ဘုရားတို့သိတဲ့တရားတို့မျိုးသိပြရစီလူငယ်တွေနားလည်အောင်ပြောတယ်အရှင်ဘုရားတို့တို့ဖြစ်ပြရစီလို့ပြောလိုက်တာပါပဲအဲ့ဒီမှာအားကြမှုမပါဘူးလားပါပါပေါ့ဗျာဟုတ်လားအဲ့ဒီဒါနကောင်းမှုကိုစိတ်ထားမှန်မှန်နဲ့ပြုခဲ့တဲ့ကံကလေးကဒီမှာလာပြီးတော့အကြောင်းအထောက်ပံ့ပေးနေတာအဲ့ဒါယဟန္တာဖြစ်တယ်တတိချက်တွေကိုထောက်သောအဖြစ်ဒါနကောင်းမှုပြုခြင်းဒီဣဒ္ဓဘာသူတော်တို့အများကြီးအားကိုးရမရှိဘူးလားရှိတယ်ဘဝမျိုးမျိုးအခြေအနေမျိုးမျိုးရင်ဆိုင်နေရတယ်တချို့ဆိုလို့ရှိရင်ကိုယ်မလုပ်ချင်တဲ့လုပ်တွေကိုပဲဘဝကြီးအခြေအနေရလုပ်နေရတာတွေလည်းရှိကောင်းရှိမယ်ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ရရကုသိုလ်ကိုဆွဲပြီးတော့ပြုလို့ရတော့အရေးကြီးတယ်ဆိုတာလေးကတော့မှတ်သားကြရမကောင်းဘူးလားဘယ်လိုဖြစ်နေတာပဲကွာကုသိုလ်ပြုလို့လည်းသိတူးမှမတင်ပါဘူးမိသားတစ်ဖက်ရင်မုတ်တစ်ဖက်ဘာလို့ပါလဲဆိုတဲ့အတွေးခေါ်မျိုးရှိခဲ့မယ်ဆိုရင်တော့အဲ့ဒါအများကြီးနစ်နာတော့မှာပဲဘယ်လိုအခြေအနေမျိုးမဆိုဒါနကောင်းမှုကိုပြုလို့တော့မရဘူးလားရတယ်ဒါကြောင့်ဘုရားကတခါမိစဉ်းစားကြည့်တယ်လောကကြီးမှာအလုံးမကောင်းတဲ့အခြေအနေတွေကနေအလုံးကောင်းတာတွေဖြစ်အောင်လုပ်လို့ရတယ်ဒါကြောင့်ဘာလို့စိတ်ပြည့်နေမှလဲလို့ကိုယ်တခါတလေအားပေးတယ်သိလားမကောင်းတဲ့အခြေအနေကနေကောင်းတဲ့ကျိုးရလဒ်တွေထွက်အောင်လုပ်ကင်နိုင်စွမ်းလူ့ဘဝကြီးမှာရှိတယ်လုပ်လို့ရတဲ့အခြေအနေပေါ့ဒါကြောင့်ဘာမှစိတ်ပြည့်စရာမရှိအလုံးကောင်းတဲ့အခြေအနေကလည်းအလုံးဆိုးတဲ့အခြေအနေတွေဖြစ်တတ်တယ်
ဒါကြောင့်တတိကတော့အမြဲတမ်းထားတဲ့နေဒါလေးလည်းပဲဥစဉ်စဉ်းစားမိတယ်တပိတလို့စဉ်းစားနေခြင်းလို့ပြောပြတာပါဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာပြောနေတာကတော့ဒါနကောင်းမှုသည်နိဗ္ဗာန်တန်ရောက်ခရီးပေါက်စေတယ်ဆိုတဲ့အချက်ကလေးကိုပြောချင်တာအဲ့တော့ဦးဇင်းတို့ဒါနနဲ့ပတ်သက်ပြီးတော့နတ်ပြည်ရောက်ကြောင်းတရားတန်တရားတွေခါတို့နိဗ္ဗာန်ကိုရောက်စီတဲ့တရားလို့ဒါတွေကိုပြောလိုက်တော့အရှင်ဘုရားကဒါနကလည်းပဲနောက်ဘဝမှာရမယ်နောက်မှရတဲ့အကျိုးကျေးဇူးတွေကြီးပါလားလို့ဝေဖန်ရာရှိတယ်နော်အဲ့လိုဝေဖန်နေကြတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားလက်ထက်ကတိဟဆိုတဲ့စစ်သူကြီးကမေးလို့မြတ်စွာဘုရားဖြေထားတဲ့တိဟသုတ်တံဆိုတာလေးရှိတယ်အဲ့ဒီသုတ်တံမှာဘာတွေ့ရလဲဆိုတော့တိဟစစ်သူကြီးကမြတ်စွာဘုရားကိုမေးတယ်ရှင်ဘုရားတဲ့ဒါနရဲ့အကျိုးကျေးဇူးကိုအခုလက်တွေ့မျက်မှောက်ဘဝမှာဘာတွေရှိတယ်လို့ပြောနိုင်မလားတဲ့မေးတယ်နော်တရားကြီးမှကြီးများတချို့လူတွေလည်းအဲ့ဒီလိုအကျိုးကြီးရှိနေရှိလိမ့်မယ်သိလားဟာနောက်ဘဝကျမှရမယ်ကျိုးသိစိတ်မဝင်စားဘူးဆိုတဲ့လူတွေမရှိဘူးလားရှိတာပေါ့အခုမေးနေတယ်အဲ့ဒီလူတွေရဲ့ကိုယ်စားများဖြစ်နေမလားမသိဘူးဟုတ်လားဒါနရဲ့အကျိုးကိုဒီဘဝတည်းပြောပြလို့ရနိုင်မလားအဲ့တော့မြတ်စွာဘုရားကရတယ်တဲ့အဲ့ဒါလေးအချင်းချင်းလေးပြောဦးမယ်ဟုတ်လားလင်္ကာလေးတော့ပဲရွတ်တော့မယ်ဗျာအများချစ်အပ်သူမြတ်တော်ချင်းကောင်းတဲ့ကြွယ်ပွေးလဝင်ရဲ့ရောင်မြဲနဲ့တဤငါတံပြုရန်ဒါနကျိုးမြင့်မောဘဝမှာတွေ့နိုင်တဲ့အကျိုးကျေးဇူး၄ပါးပြောထားတယ်အများချစ်အပ်တဲ့ဒါနဆိုတာအလုံးအစွမ်းတက်တဲ့ပိယာစီတစ်မျိုးပဲလို့နားလည်ရတယ်တိတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်တိုင်းကဒါနပြုတဲ့ပုဂ္ဂိုလ်ကိုရှင်းပြလို့တဲ့သဘောရှိတယ်ဒါဘယ်လိုမှမငြင်းနိုင်ဘူးကိုချင်းစာကြည့်ရေရောတဲ့ပုဂ္ဂိုလ်ကိုလူတိုင်းကြည့်စနေတာပဲဟုတ်တယ်မဟုတ်လားအများချစ်အပ်သူမြတ်တို့ချင်းနဲ့သူတော်ကောင်းသူမြတ်လောင်းတွေချင်းကပ်တယ်တဲ့သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာတရားဓမ္မတို့ကိုပဲပြီးပြီးတော့အသက်မွေးကြတာကိုအဲ့တော့တရားကောင်းကောင်းနဲ့လူတန်းနေတဲ့ပုဂ္ဂိုလ်တွေကိုဒါအရင်ချင်းကပ်တာပဲဒါတဘာဝပဲဟုတ်တယ်မဟုတ်လားဒါကြောင့်အများချစ်အပ်သူမြတ်တို့ချင်းသူတော်ကောင်းတွေချင်းကပ်တယ်ဆိုရင်သူတော်ကောင်းတရားနာဖို့သူတော်ကောင်းတို့ရဲ့ဓာတ်တွေကုဖို့ဆိုတာအများကြီးလွယ်ကူသွားပြီဒါလည်းတို့သိနိုင်တဲ့အကျိုးပေါ့ဟုတ်လားအများချစ်အပ်သူမြတ်တို့ချင်းကောင်းတဲ့ကျွယ်တရင်ကောင်းထွက်တယ်တဲ့နှမျိုးဝန်တော်မှုအညီအကြီးအလွန်နေတဲ့လူအလွန်ရရတဲ့လူအလွန်စေတနာတရားကောင်းတဲ့လူဒီလိုကောင်းတဲ့နာမည်တွေလောကကြီးမှာညံ့နှံ့တယ်ဒါနရှင်အတွက်ဟုတ်လားအများချစ်အပ်သူမြတ်တို့ချင်းကောင်းတဲ့ကျွယ်ပွေးလေဝင်ရဲတဲ့ပြီးသက်ကြမှာမျက်နှာမငဲရဘူးလို့ဆိုလိုတာဟုတ်ရဲ့လားလူတော်သွားတဲ့အခါမှာစိတ်ထဲမှာအင်မတန်ကြည်လို့ရတယ်ချမ်းသာရတယ်ဒီအကျိုးကျေးဇူးကိုဒါနရှင်တွေမရနိုင်ဘူးလားရနိုင်တယ်နောက်၅ခုမြောက်ကျူးကတော့တီးတီးရဲ့လက်ပြီးရောက်နိုင်တယ်လို့မြတ်စွာဘုရားကဟောတော့ဒီဟာကဘာလျှောက်လဲဆိုတော့ရှင်ဘုရားတဲ့ရှေ့၄ပါးကတော့တကယ်လက်တွေ့မှုတတိတော့ယုံနေတဲ့ယုံနေမကဘူးဒါသိတယ်ပေါ့တီးတီးရဲ့လက်ပြီးရောက်မယ်ဆိုတာကိုကြတော့မြတ်စွာဘုရားရဲ့တပည့်ညုတဉာဏ်ကိုယုံတော်အပြင်တတိတော့ယုံပါတယ်တဲ့အဲ့ဒါကိုလည်းသူယုံနေတဲ့ဒါလေးလည်းအင်မတန်အရေးကြီးတဲ့တော့အဲ့ဒီမှန်များလက်ပြီးဆိုတာတွေ့တာမဟုတ်ဘူးဆိုပြီးတော့အရန်ကရောရှောက်မပြောနဲ့ဟုတ်လားမြတ်စွာဘုရားမဟုတ်ဘဲနဲ့ဟောမလားမြတ်စွာဘုရားရဲ့အလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပည့်ညုတဉာဏ်ကိုယုံကြည်သောအဖြစ်ဒါနကောင်းမှုရှင်ဒီတေးပြီးရဲ့လက်ပြီးရောက်နိုင်တယ်ဆိုတဲ့အချက်ကိုလည်းဘုရားတပည့်တော်ကြီးယုံနေတဲ့တရားကပြောနေတာဟုတ်ရဲ့လားဒါကြောင့်ပြီးတော့ဘုရားကောင်းတို့ဒါနဆိုတာနောက်တစ်ချိန်မှအကျိုးကျေးဇူးရမှာလားဒီလိုမဟုတ်ပါဘူးမသေးခင်မှာလည်းဒါနရဲ့အကျိုးကျေးဇူးတွေမရနိုင်လို့လားရနိုင်တာပေါ့ဦးဇင်းတို့ခုမျက်မှောက်ဖြစ်မှာဒါနရဲ့အကျိုးကျေးဇူးကိုခံစားကြရတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဟိုဦးဇင်းတို့ကြောက်ကြောင်မျိုးကဒါနတတိဥတိုက်ဆိုတာစာအုပ်တုံထုတ်ထားတာရှိတယ်အဲ့ဒါဦးဇင်းဟိုတလောကတရားဟောတော်ရင်းနဲ့အဲ့ဒီဥတိုက်ရဲ့မြည်တွေနဲ့တွေ့ခဲ့တယ်အလွန်အောစရာကောင်းတယ်သူကအလွန်အလူရေးတယ်ဒါကြောင့်ဒီဘဝတွင်ဘယ်လိုမှမမျှော်မှန်းနိုင်တဲ့အကျိုးကျေးဇူးတွေသူတို့ကိုယ်တိုင်နားမလည်ရတဲ့အကျိုးကျေးဇူးတွေကိုသူတို့ခံစားရတယ်ဆံတွေတိုးနေတယ်လို့ပြောတယ်သိလားဆံတော်လူရင်လည်းဆံတွေကတိုးနေတာလို့ပြောတယ်တော်ဖြစ်နိုင်ဘူးလို့ပြောတယ်နော်ဒီကကြီးမှကြီးနော်ဓမ္မဝိပါကောအစိန်တေယောတဲ့နော်တရားတော်ရဲ့အကျိုးပေးဟာမကြံအပ်မစီနိုင်တော့အောင်ကြီးကျယ်တယ်ဟုတ်ရဲ့လားထားပါတော့အဲ့တော့ဦးဇင်းတို့ဒါနရဲ့အကျိုးတွေကိုပထမပိုင်းအနေနဲ့ပြောနေမယ်ဆိုရင်တရားတစ်ခုလုံးဖြစ်တော်လိမ့်မယ်ဟုတ်ရဲ့လား
အဲ့တော့ဦးဇင်းတို့နောက်ပေးနေတာလေးတွေကရှိသေးတယ်နော်အဲ့ဒီလောက်အကျိုးကြီးတဲ့ဒါနကိုဘယ်လိုပြုရမလဲဘယ်လိုပြုရမလဲဒီအချက်ကလေးတွေပြောချင်နေတာဟုတ်ရလားဒါကြောင့်ဒါနရဲ့အကျိုးပေးတွေနဲ့ပတ်သက်ပြီးတော့ဒီလောက်နေဆက်ရအောင်နော်